မင်္ဂလာပါကျွန်တော်ကားမှာကရီနာကျက်တူကြီးကျွန်တော်ကားမှာတက်ဖို့ပေါ့နော်ဒီငွေလေးတွေရှိမယ်အဲ့တော့ကျွန်တော် follower တွေကဘာလုပ်ပေးရမလဲဆိုတော့နည်းနည်းဝိုင်းရွေးပေးရမယ်ဘယ်ကောင်လေးနဲ့လိုက်လဲပေါ့နော်ဒါဘာပဲဖြစ်တယောက်အမြင်တယောက်ပေါ့နော်number 1 number 2 3ဟို7ဒီပါတယ် number 9ဒီပါတယ်ကျွန်တော်ဆိုင်ပါနော်အခုဆိုင်ကားဆိုတော့ကိုကြိုက်တာတက်လို့ရမယ်ဒါက cosplay number 1ပေါ့နော်လှတယ်ဆိုရင် number 1ပေါ့နော် number 1ကြိုက်တဲ့ brother ရှိဒါကတော့ BBS ပေါ့နော်ဒါလည်းဒါရိုးရှင်းပြီးတော့မိမိုက်နေတဲ့ပုံစံတစ်မျိုးပါပဲဒါလည်း BBS ပါပဲနောက်တစ်မျိုးကဒါ unkind ပေါ့နော်ဒါလည်းမိုက်ပါတယ်ကား black ဆိုတော့ပုံစံတစ်မျိုးရုပ်ထွက်လာတယ် number 3ပေါ့နော်ဒီကောင်လေးကတော့ number 4ပါဒါကတော့ walk ပုံစံမျိုးပါပဲဒါ Urea brand ပါပဲ number 4ပါဒီကောင်လေးကတော့ lip အကြီးဗျာဒါလည်း cosmic ကထွက်တာပဲ walk BS ပဲပုံစံကနော်ဒါလည်းကြိုက်တယ်ဆိုရင် number 5လေးရေးပေးပါကျေးဇူးပြုနောက်က BBS တွေကကားထဲမှာတက်ထားတာတစ်မျိုးလာတယ်။ဒီကောင်တော့ Urea BBS ပေါ့နော်။ဒီကောင်ဆိုရင်ဒီကောင်တော့ဆရာကြီး။ဒါတော့ဂျပန်အစ်စ်ပါ BBS နော်။ဒီကောင်ကတော့စက်ခွန်လေးကြီးပဲအားလုံး။အဲ့တော့နံပါတ်9ပေါ့နော် BBS ကားမှာတက်ထားတာနံပါတ်6။အားလုံးပေါင်းလိုက်ရင်တစ်ကနေ9တိရှိတယ်။ light တရားလေးရှိရင်နံပါတ်စင်လေးနဲ့ရေးပြီးအားပေးခဲ့လို့ရပါတယ်။ကျွန်တော်ဆိုင်ရန်ကုန်အင်းစိန်ပေါတော့ကအလီနှိညီဗျာ။အလွိုင်းနဲ့တာနဲ့ပတ်သက်ရင်အလဲထက်အမျိုးမျိုးရပါတယ်ခင်ဗျာနေရီဆိုရင်လည်းကျွန်တော်ပို့ပေးပါတယ်เนาะကြိုက်တဲ့ senior number လေး1 2 3 4 5 6 9ကြိုက်တာလေးမှရေးပြီးတော့ share ပြီးအားပေးသွားလို့ရပါတယ် share ပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံး